Hello, sir. မင်္ဂလာ ကျွန်တော်မေးချင်တဲ့အရာတစ်ခုရှိတယ်ဆရာကြီး။တမ်းပိုက်ထီမှာတော့ဒီလိုမျိုးရှိရပါဆရာ။လူတီတစ်ခါလေးတေးထိုးနောက်မှာတရားစီရင်လို့မချင်းခရတကယ်တော့အဲ့ဒီတမ်းပိုက်လေးပေါ့နော်။တချို့ယုံကြည်သူတွေကအားမတိကြဘူးပေါ့နော်။တချို့လူတွေကဘာတွေထင်ကြလေလို့ပြောတဲ့အခါမှာလူကတင်တော့တဲ့ခွေးဖြစ်မယ်ဝက်ဖြစ်မယ်နွားဖြစ်မယ်စက်တဖြစ်ပေါ့နော်။ပြောတက်ကြတဲ့လူတွေအများကြီးရှိရပါပေါ့နော်။အဲ့ဒီအရာလေးတီးတော့ပေါ့နော် ရပါတယ် ဖြည့်ပေးလို့ရမလားပေါ့ဆရာ ဧပြီ9 29မှာလူသည်တဲ့တခါတည်းတည်ထိုးနောက်မှာတရားစီရင်ခံရမှာတခါတည်းတည်ဘာဖြစ်လို့လဲဆိုတော့ဟေရှာယခန်းကြီး33အငယ်20ထဲမှာထာဝရဘုရားကတရားသူကြီးဖြစ်တယ်ဖြောက်မှတ်တဲ့မင်းဖြစ်တယ်သစ္စာရှိတဲ့သစ္စာရှိတဲ့တရားသူကြီးဖြစ်တယ်တဲ့ဘယင်တကာတို့ရဲ့ဘယင်ဖြစ်တယ်တရားမင်းဖြစ်တဲ့ယေရှုခရစ်တော်ဘုရားကလူတွေအားလုံးကိုသူကဘာလို့ဆိုတော့နောင်တမလွန်ထာဝရသွားရမယ့်ခရီးတွေနော်နောင်တမလွန်သွားရမယ့်ခရီးတွေမသေးခင်တည်းကလူတိုင်းကိုနော်အဲ့ဒါစိတ်ချမှုပေးတာဖြစ်တယ်အဲ့တော့စိတ်ချမှုပေးတဲ့အရာကိုကျွန်တော်တို့ဘဝအသက်တာအတွက်ယခုမှအသက်ရှင်တဲ့အချိန်ကာလတွေကဘာလို့လဲဆိုတော့ဖန်ဆင်းရှင်ဖခင်ကလူတွေကိုချစ်တဲ့အရာအတွက်သူ့ရဲ့မေတ္တာသတင်းစကားလဝါကတိုင်းနဲ့အသေးခံအသွေးသွင်းပြီးမှနော်တကြိုခံပြီးမှနော်၃ရက်မြောက်တော့နေ့မှာထမြောက်တဲ့အရာလူတိုင်းကိုကြားစီခြင်းနဲ့ကြားစီခြင်းတဲ့အရာကဒီခန္ဓာကိုယ်တွေကနေဝိညာဉ်မထွက်ခွာခင်မှာလူတိုင်းကိုယခုဘဝတွေကနော်တည်ရောထဲမှာဗာလဲဆိုတော့ကိုသွားမဲ့ထာဝရအသက်ကိုကိုယ်တိုင်ရသည်ကိုတည်စေခြင်းကလူတိုင်းကိုတည်စေခြင်းဘာဖြစ်လို့တစ္ဆာရှိတဲ့ဘုရားကနော်တစ္ဆာရှိဟိုတေမဟိုရောက်မယ်ဒီရောက်မယ်တီးခွင့်ပေးတာမို့မသေးခင်တည်းကနော်ကျွန်တော်တို့ဘယ်ဟိုသွားရမလဲဆိုဘုရားကတီးခွင့်ပေးတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ကျွန်တော်အနေနဲ့ဖြည့်ခြင်းတဲ့အရာကခန္ဓာကိုယ်အထဲတဲကနေအသက်ဝိညာဉ်ထွက်သွားပြီဆိုရင်လောကမှာမထွက်သေးခင်မှာယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်လက်မခံဘူး။အော်ငါကျွန်တော်အတွက်ကျမအတွက်လဝါကတိုင်တိုင်အသေးခံပြီးမှသူ့ရဲ့အသွေးတော်အားဖြင့်စေးကြောပေးတဲ့အရာကိုယုံကြည်လက်ခံခြင်းမရှိဘူးဆိုရင်ဒီလောကကနေဘယ်ချိန်မှထွက်ခွာနောင်တမလွန်မှာထာဝရကနဲ့လောင်တဲ့အပယ်ငရဲသို့သွားမှာဖြစ်တယ်။ဒါကြောင့်ဒီကနေပြီးမှနော်ဟိုအကနဲ့လောင်တဲ့အပယ်ငရဲကိုသွားတဲ့လူအတွက်ဒီမြေကြီးပေါ်ကနေကောင်းမှုကုသိုလ်လို့လည်းမရဘူး။နော်ဆူတောင်းပေးလို့လည်းမရဘူး။ဘာဖြစ်လို့လဲဆိုတော့လာဟိုပေါ့နော်လူကာထဲမှာတထေးကြီးနဲ့လာစုအကြောင်းကျွန်တော်တို့ယုံခရိယန်တိုင်းဖတ်ဘူးမှာကြားဘူးမှာနော်။ဒါကြောင့်တင်းနေငါတို့ကတဲ့ကြောက်ကြီးချားနေတယ်တဲ့။တင်းတီလည်းလာလို့မရဘူး။နော်တင်းတီလည်းငါလို့မရဘူး။ငါတို့တီလည်းမင်းလာလို့မရဘူး။နော်တထေးကြီးကဘာလို့လဲဆိုထာဝရကနဲ့လောင်တဲ့အပယ်ငရဲမှာကြာနေတဲ့ချိန်မှာရှာလေးကိုနော်အေးမြဖို့ရတဲ့ရေလေးတစ်စက်လေးကိုတောင်းတတော့မရဘူးဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့ဟိုဘက်ရောက်သွားရင်လည်းနော်ငရဲသွားရင်လည်းထာဝရဘုရားရှိတဲ့နေရာရောက်ရင်လည်းထာဝရဖြစ်ပါတယ်ဒီလောကမှာရှိတဲ့သူတွေကနေပြီးမှမေတ္တာပို့လို့လည်းမရဘူးကောင်းမှုကုသိုလ်ပြုလို့လည်းမရဘူးရည်စူးပြီးတော့လည်းလုံးလို့မရဘူးဟိုအင်းချိုင်ကုန်းတွေမှာသွားပြီးမှဂူတွေပါသွားပြီးမှဆူတောင်းလို့လည်းမရဘူးသူကဒီဝိညာဉ်ထွက်သွားပြီဆိုရင်ထွက်သွားတဲ့အရာကမထွက်ခင်မှာယေရှုခရစ်တော်ကိုမိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံရင်ဘုရားရှိတဲ့နေရာရောက်နော်လက်မခံဘူးဆိုရင်ဘုရားကိုရဲ့မေတ္တာကိုစော်ကားတာနဲ့အတူတူဖြစ်တဲ့အရာတွေဘယ်လိုသွားမလဲထာဝရကနဲ့လောင်းတဲ့အပယ်ငရေကိုသွားရမှာဖြစ်ပါတယ်လို့ဒါကြောင့်လောကမှာရှိတဲ့လူတွေကနေပြီးတော့လောကမှာကြံတဲ့မိသားစုတွေကနေဘာပဲလုပ်လို့သူကတော့နော်ငရဲရောက်ရင်လဲထာဝရပဲဘုရားရှိတဲ့နေရာရောက်ရင်လဲထာဝရပဲဆိုတဲ့အရာလေးနဲ့ကျွန်တော်အနေနဲ့ဖြေချခြင်းနဲ့ယေရှုတင်နဲ့ဘုရားကောင်းကြီးပေးပါစေ။